အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်မင်းဟင်းလေးကတော့စက်သားဟင်းနဲ့တရက်တည်းအချင်းလေးနဲ့ပေါ့နော်ကျွေးမယ်ဖြစ်ပါရဲ့ရှင်ကဲကြည့်မယ်ကဲဒီမှာစက်သားဆေးပါမယ်ရှင်စက်သားဆေးတဲ့ခါကျလို့ရှိရင်ဒီပန်းကိုထည့်လိုက်ပါတယ်ရှင်ဘာဖြစ်လဲဆိုတော့စက်သားကမနံရအောင်အဟင်းထွက်သွားရအောင်ပေါ့နော်ဒီမှာဖေလူကဆေးပေးနေပါတယ်ရှင်ဟင်းချက်မယ်နော်ချစ်တဲ့တို့ရေဟင်းချက်မယ်ရှင်ဒါတန်တန်လေးဆေးပြရစေရှင်ကျေးဇူးပါဖေလူကကြည့်လိုက်ပါဦးဒီမှာအေးအရန်ကလူနေတယ်မျက်နှာကတန်တန်လေးဆေးနေပါတယ်ရှင်ပြီးရင်ဒီလိုမျိုးရေနဲ့ပြန်ပြီးတော့ဆေးပါတယ်ရှင်နော်ဒီလိုမျိုးပြန်ဆေးပါတယ်တန်တန်လေးပြန်ဆေးပါတယ်ဟဲ့တဲသီးတစ်စလုံးနဲ့ဘာလုပ်တာတော့ကျမတို့ချီပန်းကုန်တော့မယ်ဟာချီပန်းဆရာလားကျမဒီနေ့ကတော့ရှင်တို့ချက်ကျွေးဖို့ချက်သားဟင်းမြန်မာဆန်ဆန်ပုံစံမျိုးနဲ့ချက်မယ်ပြီးလို့ရှိရင်ချက်သားဟင်းရှိရင်ဘာရှိရမှာလဲအချင်းရှိရမယ်အချင်းဆိုတာတရက်တီးအချင်းလောက်ပေးမယ်ကစုံရွက်ကြော်အမျိုးမျိုးအစားအစာတွေတို့ချက်ကျွေးနေရလေကျမဘဝเนาะကျမကနတ်သမီးမဟုတ်တော့ဘူးနင်တို့ရဲ့အိမ်ပေါ်မှာဖြစ်နေတယ်အခုကမိုးလင်းလိုင်းချက်ကျွေးရတယ်ဒါပေမဲ့ကျမကုတူရတာပေါ့နော်စေတနာကောင်းရင်မြတ်တာရတယ်တဲ့နော်သူများတွေပြောကြတာပေါ့နော်ဒါပေမဲ့ငါတခါမှမြတ်တာမရဘာဖြစ်လဲဆိုတာတို့စားပြီးလို့ရှိရင်လေတို့အသေးတောက်ကြတယ်ဟေးကောင်းမတွေကချစ်တို့ရေဟင်းစားချက်ပြီးရှင်ဒါကတော့စနွဲမောက်ဒါတော့ငရုတ်တီးပါဒါတော့ငပီးပါရှင်ဒါချက်သွန်ပါချက်သွန်များထက်အနှစ်လေးဖြစ်ရအောင်ဆိုတော့လေဒီလိုမျိုးခိုးလေးလောက်ပါတယ်ထက်ချုံမောက်ထက်အေးကဲချက်သားမောက်ထည့်လိုက်ပါပြီရှင်ကဲစားအနေငယ်ထည့်ပါပြီရှင်အင်းတန်းထည့်နေကြဟင်းမွေးမဆလာတစ်ထောက်ကိုထည့်လိုက်ပါတယ်ရှင်ဖေကနေထွက်လာတဲ့ဥကိုငါဒီတိုင်းစားရမှာလားခြေနေလေးရပြီးဆိုကြက်သားထည့်လိုက်ပါပြီရှင်အေးအိမ်ကျက်နော်အိမ်ကျက်ပါအိမ်ကျက်မချက်စားတာကြာလို့အမတို့ကစားချင်လို့တဲ့ကျမမှားပေးလိုက်တာပါနော်စားချက်နေပါပြီရှင်စပယ်ရှယ်လေးချက်ထားပါတယ်ဒီလိုမျိုးဖြစ်ပြီးတဲ့ခါကြလို့ရှိရင်အဖောင်းပိတ်မယ်နော်ဒါဖောင်းပိတ်လိုက်ပါပြီရှင်ချစ်တို့ရေအိုးခဏလေးစောက်ပြားစေရှင်ချစ်တို့ရေဒါအချင်းလောက်ကိုကျွန်မစားတောက်ရမယ်ဖြစ်ပါလေရှင်နော်ကျွန်မထည့်ထားစာပလာထည့်ထားပြီးတော့ညံပြားရည်ထည့်ထားတယ်မချိုထည့်ထားတယ်ဒီမှာဒါစက်သားဟင်းနဲ့စားဖို့အချင်းပေါ့နော်ဒါမြေပဲလည်းပါတယ်ထည့်ထားတာမြေရောက်ပြီးနည်းနည်းအဆက်လို့မရဘူးပါလေအဲ့လိုမျိုးဒါအချင်းပေါ့ပြီးရင်ကစုံရွက်ကြော်ရှိတယ်ဒါကျမကလေးအဆိုင်ရကလေးဒီစားဖို့အတွက်အများကြီးစားတဲ့ခါကျလို့ရှိရင်တန်းမြန်မာပြည်ရောက်သွားတာပေါ့အညာမပုံစံမျိုးပေါ့တန်းကောက်ရိုးပေါ့ကိုတတိယသွားတာပေါ့နော်ဒီကဟင်းကြည့်လိုက်အောင်အညာကောက်ရိုးပေါ့ဒီမှာကောက်ရိုးပေါ့နေအမြဲတမ်းကောက်ရိုးပေါ့တတိယလဲကမှာနေကောက်ရိုးပေါ့လဲတတိယတလို့မကြီးပင်အောက်လက်တတိယရဲလေဒီလိုရှိချန်သေးတယ်ထမ်းပင်အောက်လက်နေတတိယရဲမလားကောက်မတွေနော်ငါသိတယ်နော်အရေးကြီးဆုံးကကောက်ရိုးပေါ့ပဲနေကောက်ရိုးပေါ့လည်းမလင်ရထားလေကောက်မကောက်ရိုးပေါ့မှာသူကဘာလဲဆိုဖာမွေးရ10ထက်လောက်သူထမ်းမှန်းထားလေကောက်ရိုးပေါ့ပေါ်မှာအဲ့ကောက်မှာအခုကြမှာမလင်ကောက်ရိုးပေါ့မသိတလို့နဲ့နေအချင်းလည်းရသွားပါပြီရှင်ကလည်းကြည့်ရပါရန်ကဲနည်းနည်းမြည်ကြည့်လိုက်မယ်ကောင်းအရာပြောစရာမလိုပါခဏစားချစ်တို့ရေ oh my god ဒီမှာကြည့်လိုက်ပါဦးစင်ချက်သားဟင်းနော်အိမ်ချက် special ချက်ထားရတယ်မရသေးဘူးရှင်ယောက်ျားရေ skis ပေးလို့မုမရှိတော့ဘူးဟင်းချက်ဖို့မုမရှိတော့ဘူးလို့ kiss ပေးလို့ kiss ပေးလို့မရတော့ဘူး kiss ပေး
kiss ပေးလို့မလီ mood မရှိတော့ဘူးလို့ဒီမှာနော်ဟင်းရတော့အဆင်ပြေနေပါပြီရှင်ရေနည်းနည်းခန့်လို့ရှင်ရပါပြီရှင်ကဲပြီးဆုံးသွားပါပြီရှင်ယောက်ျားရေပြပေးလိုက်ပါအောင်ဒီမှာအေးဒီမှာခက်ပြပေးလိုက်ပါအောင်ဒီမှာကြက်သားဟင်းနော်အရန် special ကောင်းနော်ချက်ထားပါရရှင်ဒါအိမ်ချက်ပါရှင်ကဲအချင်းလေးပြပေးလိုက်ပါအောင်အချင်းတရက်တီးအချင်းပါဒါအကုန်လုံးပြီးဆုံးသွားပြီနော်ကြက်သား kiss ပေးလို့အမှုမရှိတော့ဘူးလို့အရန်ကြရထားနေတယ် kiss ပေးလို့အိုးမရတော့ဘူး kiss ပေးတော့အညာမငါမျက်စောင်းထိုးနေ